Hello mẹ là ba cho nên channel này video bây giờ lại chơi số lại bảo đấy thì video mà đâu mới sẽ đồ lấy là bán sao chơi nên mà là này đấy cho nó đâu quay đâu đâu dùng đi liệu cho nó đi video lấy mà biết bây giờ mà biết bảo đấy đó đi video mà đâu mới sẽ đồ á yên là sao cái này video sẽ được bao cái mà quay đấy tụi đó sẽ được bao cái quay mà biết bảo đấy cho nó đâu đó là sao này video quay đó biết số đó sẽ được bao cái quay xem đâu bảo của nó đó cho nó đâu đi này mà quay cả blue vì đó là số đó lấy là bài sẽ chơi này video lấy là bài tôi sẽ đi để phía bảo đấy video sẽ đi bên mà đó cho nó đâu có quay cả blue vì đó là số đó bài tôi đồng bài vì đó là phía bảo đấy đó cho nó đi tôi nào bài của YouTube đấy bài lỗ ăn lẽ số đó cho nó đi mà cá quay mà đó cho nó đâu bài ngõ giờ sang ngày giờ mà phía bảo đấy video sẽ cho nó đâu bỏ xoay video cho nó đi này lấy mà machine lấy cú xí là bọn nó bọn nó phải phi đại ấy cho nó đâu busy bắt cái quay đại ấy hop quay đại ấy cho nó đâu mau càng quay đại bọn nó ấy lấy cú solo người đó machine phi đại solo xí thì mà sử dụng cái tàu lấy mà cho nó đâu quay cho thằng thay ra mà bị bỏ đấy cũng nó bao này đó tôi thằng quay quá ấy đó cho nó đâu khu quay bia mà đó cho nó busy bắt cái của cho nó phố cô này quay bia bao mà bị bỏ đấy busy bắt cái lấy của bây giờ đó thì nhà này bây giờ là quay lôi ra bỏ đấy cho nó thì nhà này mà quay bia vậy này mới sẽ được ở đây của cô này quay bia tao mà bị bỏ đấy video လေးမစတဲ့ခင်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရတဲ့မိတ်ဆွေများအနေနဲ့ subscribe လေးလုပ်သွားပြီးတော့အစီအပြေတဲ့မိတ်ဆွေများကတော့ US UK VPN လေးနဲ့ချိန်ပြီးတော့ကြည့်ပေးစေချင်ပါတယ်အဲဆိုတော့ကျွန်တော်တို့ဖုန်းထဲတစ်ချက်ဝင်မယ်ဖုန်းထဲတစ်ချက်ဝင်ပြီးတော့ဒီနေရာလေးမှာ Missy Packet Web Order star 575 share ကိုကျွန်တော်တို့နှိပ်ပြီးတော့ဝင်มาဖြစ်ပါတယ်မိတ်ဆွေတို့လည်းဒီလိုရက်တက်ပေးပါအဲ့တော့ကျွန်တော်တို့ကဒီနေရာလေးမှာ by Missy ဆိုတော့လေးတွေ့ပြီဆိုတော့ကျွန်တော်တို့နံပါတ်1 daily 189ကျအနည်းဆုံးဝယ်မှာဖြစ်လို့ကျွန်တော်တို့ဒီမှာနံပါတ်1နှိပ်ပြီးတော့ save မှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ဒီလို message လေးပေါ်လာမယ်ပေါ့နော် connection program available ပေါ့နော်အဲ့ဒါကျွန်တော်တို့ဝယ်ဖို့အဆင်မပြေဘူးကျွန်တော်တို့ line ရနေပြီးတော့ error လည်းဖြစ်မှာပေါ့နော်ကျွန်တော်တို့ mic တဲ့ error လည်းဖြစ်မှာအဲ့ဆိုရင်တော့ကျွန်တော်တို့ဒီ Poco နဲ့ဝယ်လို့ရရင်တော့တခါတည်းဒီနေရာမှာပဲဝယ်လိုက်ပေါ့နော်ကျွန်တော်တို့ Poco နဲ့ဝယ်လို့အဆင်မပြေဘူးဆိုလို့ရှိရင်ကျွန်တော်တို့ message ရနေပြီးတော့တစ်ချက်သွားဝယ်ကြည့်မှာပေါ့နော်ကျွန်တော်တို့အဲ့ဒါကိုသွားမယ်သွားပြီးတော့ကျွန်တော်တို့ message ထဲမှာကျွန်တော် message ကိုရောက်လို့ရှိရင်ဒီမှာအပေါင်းလက္ခဏာလေးရှိတယ်ပေါ့နော်ဝယ်စတို့ရဲ့ဖုန်းထဲမှာလည်းဒီလိုလေးရှိပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့အပေါင်းလက္ခဏာလေးနှိပ်မယ်ဝယ်စတို့လိုရမယ့်အရာကတော့ကျွန်တော်တို့ပေါ်ဆုံးထိပ်မှာကျွန်တော်တို့ပို့ရမယ့် message နံပါတ်ကတော့ star 575ဖြစ်ပါတယ်ပြီးလို့ရှိရင်အောက်မှာကတော့ကျွန်တော်တို့ on နံပါတ်1ကိုပို့မယ်ပို့ပြီးလို့ရှိရင်ကျွန်တော်တို့ဆင်ပြေပြီးတေချာပြီဆိုလို့ရှိရင်ကျွန်တော်တို့ message ပို့မယ်ပေါ့နော်on နံပါတ်1ကိုပဲ3ကပို့လိုက်တဲ့အချိန်မှာသူကဒီလိုမျိုးစာလေးတစ်စောင်ကြာလာတယ်ပေါ့နော်189ကျပ်ဖြစ်ဒီဟာလေးကိုသူကနေ့စဉ်တက်တန်းတိုးမှာပေါ့နော်သူပြောနေတာကတော့နေ့စဉ်တက်တန်းတိုးတဲ့အစီအစဉ်ကိုသူကတစ်နှစ်3ပြီတဲ့အဲ့ဒါဆိုတော့ကျွန်တော်တို့ကသူစီးမင်းမြောက်ပေးတာပဲပေါ့နော်အဲ့ဒါကျွန်တော်တို့ကဝယ်ပြီဆိုတာကြောင့်ကျွန်တော်တို့က yes ကိုနှိပ်မှာဖြစ်ပါတယ်ကျွန်တော်တို့ yes ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီနေရာလေးမှာပို့လိုက်မယ်ပေါ့နော်ပို့လိုက်ပြီဆိုတော့သူကစာလေးကြာလာမယ်ပေါ့နော်ကျွန်တော်မှာတော့ line နဲ့ကြာနေတာဖြစ်တဲ့အတွက် message ဝင်တာကတော့နည်းနည်းတော့ကြာတယ်ပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့က189ကျပ်ဖြစ်ဒီမှာ Missy Packet လေးသူဝယ်လိုက်တယ်ပေါ့နော် point ကလည်းအပို50ထားရသေးတယ်အဲ့ဆိုတော့ကျွန်တော်တို့ကဒီမှာ my detail ကိုတစ်ချက်သွားကြည့်မယ်ပေါ့နော်ကျွန်တော်တို့ဝယ်တာအဆင်ပြေလားဆိုပြီးတော့ကျွန်တော်သွားကြည့်တဲ့အချိန်မှာ Missy Packet လေးကတော့ရပြီဖြစ်ပါတယ်အဲ့ဆိုတော့ Missy Packet လေးရပြီဆိုတော့ကျွန်တော် claim လိုက်မယ် claim ပြီဆိုတော့ message တစ်ချက်ပြောနေတာကတော့ကျွန်တော်တို့ message ပို့ပြီးတော့ဝယ်ပါ on နံပါတ်1ကိုကျွန်တော်တို့နှိပ်ပြီးတော့အဆင်မပြေလို့ရှိရင်3က4ကပေါ့နော်5က6ကအဲ့လိုပို့ပါပို့ပြီးလို့ရှိရင်ဒီလို message လေးတစ်စောင်ရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ yes ဆိုတာလေးကိုပို့ပေးလိုက်လို့ရှိရင်သူကဝယ်သွားမှာဖြစ်ပါတယ်အဲ့ဆိုတော့ဒီဟာလေးကိုကျွန်တော်တို့ကတစ်နှစ်တီးဝယ်နေမှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီနေရာလေးမှာဒီဟာလေးကိုတစ်ခါလေးပြေးမယ်ပေါ့နော်ဟို FR ဆိုတာလေးကိုပဲကျွန်တော်တစ်ခါလေးပြေးလိုက်မယ်Poco နဲ့ဝယ်တဲ့ message တွေရတယ်ဒီလိုတစ်ခါလေးပြေးပေးပါပေါ့နော်မပြေးလို့ရှိရင် message တွေပြေးကဖုန်းပြေးထက်တိုင်း message တွေပြေးမှာတစ်ခါအများနဲ့သူကချက်နေလိမ့်မယ်ပေါ့နော်ဒီမှာ message တွေအများကြီးဝင်နေပေါ့နော် busy စီစဉ်ရပယ်ဖြစ်ပြီးပါပြီပေါ့နော် message တော့လည်းဒီစီစဉ်လေးကိုတစ်ခါလေးပယ်ဖြစ်ရမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ busy ဝယ်တာအဆင်ပြေသွားပြီဆိုတော့ကျွန်တော်တို့ဘာထပ်ဝယ်လို့ရမလဲဆိုတော့ကျွန်တော်တို့ hotpot လေးကိုကျွန်တော်တို့ဝယ်မှာဖြစ်ပါတယ်ဒီမှာ hotpot ဆိုတာလေးကိုကျွန်တော်တို့ဒီကနေပဲဝယ်လို့ရတယ်လို့ကျွန်တော် Poco နဲ့ပဲဝယ်ပြသွားမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ဖုန်းထဲဝင်မယ်ဖုန်းထဲဆိုတော့ star 572 share နဲ့ကျွန်တော်တို့က hotpot packet လေးကိုဝယ်မှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ကhotpot packet လေးဝယ်ဖို့အတွက်ခဏစောက်ပေးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာလေးမှာနံပါတ်1 daily 149ကျပ်ကိုဝယ်မှာဖြစ်ပါတယ်ဒီနေရာလေးမှာဒီလို message လေးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနံပါတ်1ကိုနှိပ်ပြီးတော့ကျွန်တော်တို့
ဆဲလိုက်မယ်ပေါ့နော်တစ်ခါဆဲလိုက်မယ်အဲ့တော့ဒီနေရာလေးမှာကျွန်တော်တို့ကဆင်ပြေသွားပြီကျွန်တော်တို့မိုင်ဟော့ပေါ့လေးဝယ်တာအောင်မြင်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဘယ်သွားမလဲဆိုတော့မိုင်ဒီတက်တစ်ချက်ဝင်မယ်တစ်ချက်ဝင်ပြီးတော့ကျွန်တော်တို့ဝယ်ထားနေရာလေးသွားမှာဖြစ်ပါတယ်အဲ့ဒါတော့ဒီနေရာလေးမှာမစီပက်ကစ်လေးဟော့ပေါ့လေးကိုလည်းကျွန်တော်တို့ဒီနေရာလေးမှာဝယ်ပြီးတော့အောင်မြင်သွားပြီဖြစ်ပါတယ်အဲ့ဒါတော့ကျွန်တော်တို့ဒီနေရာလေးမှာကလင်းလိုက်မယ်ပေါ့နော်အဲ့တော့ကလင်းပြီဆိုတော့ကျွန်တော်တို့ကခုနဟော့ပေါ့ဟာလေးကိုကျွန်တော်တို့တစ်ခါလေးပြေးမယ်ပေါ့နော်ပြေးမယ်ဆိုတော့ကျွန်တော်တို့ဆက်သွားမလဲဆိုတော့ star 572 shut နဲ့ကျွန်တော်တို့ဝယ်တဲ့နေရာကိုပြန်သွားမယ်ပြန်သွားပြီးတော့ကျွန်တော်တို့ဒီနေရာလေးမှာနံပါတ်4 escalate ကိုလုံးမှာပြပါတယ် escalate မလုပ်ဘူးဆိုလို့ရှိရင်မွေးစိတ်တို့ဘေကဝယ်ထက်တဲ့အခါမှာသူကနေတိုင်းဖြတ်နေမှာပြပါတယ်အဲ့တော့ဒီနေရာလေးမှာကျွန်တော်တို့က escalate ကိုပြေးဖို့အတွက်စီစဉ်လေးကိုပယ်ဖျက်ဖို့အတွက်ကျွန်တော်တို့က confirm ကိုနှိပ်မှာပြပါတယ်အဲ့တော့ဒီလို message လေးရပြီဆိုတော့ကျွန်တော်တို့က hotspot စီစဉ်လေးကိုပယ်ဖျက်ပြီးသွားပြပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကနောက်ဆုံးတစ်ခုဖြစ်တဲ့ Morgan ကောင်းဆိုတဲ့ package လေးကိုကျွန်တော်တို့ဝယ်မှာဖြစ်တဲ့အတွက်ဟိုကျတော့လွယ်ကူဆုံးနည်းနဲ့ဖုန်းကုန်းနဲ့ပဲဝယ်ပြသွားမှာဖြစ်လို့ကျွန်တော်ဖုန်းထဲတစ်ချက်ဝယ်မှာပေါ့နော်ကိုယ်ထဲတစ်ချက်ဝယ်ပြီးတော့ star 502 ရှတ်နဲ့ကျွန်တော်တို့ကဝယ်ရမှာဖြစ်ပါတယ်အဲ့တော့ဟိုကျတော့ star 520 ရှတ်နဲ့ဝယ်မှာဖြစ်လို့ကျွန်တော်နှိမ့်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေရာလေးကိုရောက်လို့ရှိရင်မိတ်ဆွေတို့ကနံပါတ်1 daily 149ချက်ကိုပဲဝယ်ပေးရမှာဖြစ်ပါတယ်အဲ့ဆိုတော့ကျွန်တော်တို့နံပါတ်1 daily 149ချက်ကိုပဲဝယ်ပါအဲ့ဆိုတော့ဒီနေရာလေးမှာကျွန်တော်တို့နံပါတ်1ကိုနှိပ်မယ်ဆဲမယ်ပေါ့နော်ဆဲပြီဆိုလို့ရှိရင်ကျွန်တော်တို့ခဏလေးစောက်ပေးရမှာဖြစ်ပါတယ်အဲ့ဆိုတော့ကျွန်တော်တို့ဒီနေရာလေးမှာ149ချက်ကိုဝယ်တဲ့အပြင်မှာသူကဘာရမလဲဆိုတော့ဒီနေရာလေးမှာ free point 100ကိုရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီရန်လေးဝယ်တာစင်ပြေတယ်ဆိုလို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်နံပါတ်1ကိုနှိပ်မယ်ကျွန်တော်တို့ဆဲမယ် confirm ကိုနှိပ်မယ်ပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့ဒီလို message လေးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ package လေးကဝယ်တာအောင်မြင်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့က my data တစ်ချက်ဝင်ပြီးတော့အပေါ်အောက်လေးတစ်ချက်ဆွဲလိုက်မယ်ပေါ့နော်အပေါ်ဆွဲလိုက်တဲ့ချိန်မှာကျွန်တော်တို့ကဒီနေရာလေးမှာပေါ့နော်ကျွန်တော်တို့ကမော်ကန်ကောင်းလေးအောင်မြင်သွားပြီဆိုတော့ကျွန်တော်တို့ဒီနေရာလေးမှာ claim မယ်ပေါ့နော်ကျွန်တော်တို့ claim လိုက်မယ်ကျွန်တော် package ဝယ်လို့ရှိရင်မိတ်ဆွေတို့တစ်ချက်ပြောချင်တာကသူကဘယ်လိုဝယ်ခိုင်းထားလဲဆိုတော့ကျွန်တော်တို့ဒီနေရာလေးမှာပေါ့နော် daily package ဆိုတာလေးကိုဝယ်ခိုင်းထားတဲ့အတွက်မိတ်ဆွေတို့ဝယ်လို့ရှိရင် daily package အနေလွယ်ပြီးတော့ channel package ကိုဝယ်လို့ရှိရင်မိတ်ဆွေတို့ပေါ်ရမှာမဟုတ်ပါဘူးအဲ့ဒါလေးကိုတော့မိတ်ဆွေတို့တစ်ချက်ကျွန်တော်ကြိုပြီးတော့ပြောပြတာပေါ့နော်အဲ့ဒါကျွန်တော်ဒီမှာ point တွေအကုန်လုံးရပြီဆိုတော့ကျွန်တော်9နံပါတ် chain ကိုလည်းမိတ်ဆွေတို့တီးမှာဖြစ်ပါတယ်9နံပါတ် chain ကိုမတီးလို့ရှိရင်ကျွန်တော် discussion မှာဖြစ်ဖြစ်ကျွန်တော် channel ထဲမှာဖြစ်ဖြစ်မိတ်ဆွေတို့ကဟိုကြည့်ပေးပါမဟုတ်လို့ရှိရင်ကျွန်တော် Telegram channel မှာလည်းလာမေးလို့ရတယ်ပေါ့နော်ကျွန်တော် mission တစ်ခုစလို့ပြီးလို့ရှိရင်တော့ကျွန်တော်တို့ point 1400နေရာမှာမိတ်ဆွေတို့ကဒီမှာရွှေရောင်တက်တာပုံလေးကိုရမှာဖြစ်ပါတယ်အဲဆိုတော့မိတ်ဆွေတို့ကဒီအကုန်လုံးပြီးလို့ရှိရင်တော့ point 3000ကိုရမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးမှာတော့မိတ်ဆွေတို့ error ဖြစ်နေတဲ့အချိန်ကြာလို့ရှိရင်ဘယ်လိုဝယ်ရမလဲဘယ်လို message နဲ့ဝယ်ရမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာပြပြပေးသွားတာဖြစ်ပါတယ်တချို့ကလည်းဘိုးကုန်းနဲ့ဝယ်လို့မရဘူးဆိုလို့ရှိရင်ကျွန်တော်တို့က message နဲ့ဝယ်လို့ရတယ် message နဲ့ဝယ်လို့မရဘူးဆိုလို့ရှိရင်ဒီကနေလည်းတခါလေးဝယ်လို့ရတယ်ပေါ့နော်ဖုန်းကုန်းနဲ့ဝယ်တာတော့အယုံရှင်းဆုံးပြတော့အတွက် message တို့ဖုန်းကုန်းလေးနဲ့ကျွန်တော်ဝယ်ပြပေးသွားဖြစ်ပါတယ်အဲဆိုတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ message တို့အကျိုးတကူရှိမှဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်တော့ပြီးတော့ငွေချင်းတဲ့တယောက်လည်း share လုပ်ပေးတော့ပါဦးအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့ရက်လေးပိုင်ဆိုင်နေကြပါစေ bye bye